ပိုင်နို့လိုမျိုးဆက်ချုပ်တဲ့သူတိုင်းမှာဒီလိုမျိုးဖြတ်စာညှက်စာတွေကတော့အများကြီးပုံနေမှာပဲဟုတ်တယ်ဟုတ်အဲ့တော့ဒီလိုအမိုက်တွေကနေရွှေဖြန့်ပိုင်နို့ဘယ်လိုလုပ်မလဲတခါတလေမှာတော့ပိုင်ကဒီနီလန်းလေးကိုသုံးပါတယ်ဒီလိုချက်စက်ကူချက်ဖာကလူတိုင်းမှာရှိပါတယ်အဲ့တော့ဒီစက်ကူချက်ဖာလေးကို10 cm ပတ်လည်လေးပိုင်ကညှက်ထားလိုက်တယ်ပြီးရင်အဲ့ဒီစက်ကူလေးအတိုင်းကိုညှက်စာတွေမှာဟောဒီလိုမျိုးလေးတွေအများကြီးညှက်လိုက်တယ်ဒါမျိုးညှက်လို့ပြီးသွားရင်ဘာတွေဆက်လုပ်လို့ရလဲဆိုတော့ဟောဒီလိုမျိုးပိတ်စအကြီးတွေပိုင်လို့ဆက်ပြီးတော့အလုပ်လို့ရတယ်ဒါကိုပိုင်ကအမိုက်ဖျက်ရွှေဖြစ်တဲ့နေလို့ခေါ်ပါတယ်အဲ့တော့ညှက်စတွေအကုန်လုံးကိုစုထားပါပြီးရင်အချိန်ရတဲ့အခါမှာ10 cm အကွက်လည်းအပတ်ကလေးတွေပတ်လည်းအကွက်ကလေးတွေကိုညှက်ထားပြီးလို့ရှိရင်ဒီလိုမျိုးအချက်တွေအများကြီးလုပ်ပြီးရင်ကိုကြိုက်နှစ်သက်ရအောင်ချုပ်လို့ရပါပြီအဲ့တော့ပိုင်ရဲ့ဒီလိုမျိုးအဟောင်းနေရာနေပြန်ပြီးတော့အသစ်ဖြစ်ချင်တာအမိုက်ထက်ကနေရွှေဖြစ်ချင်တဲ့နီလန်းလေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ comment မှာတင်တန်းလို့ရေးသွားပေးပါရှင်အလင်းကိုကျေးဇူးတင်ပါတယ်